ကိုမရအားလုံးမင်္ဂလာပါနော်ချစ်ကိုချစ်မရအားလုံးပဲမင်္ဂလာပါသူဒီဟုံကျော်စတာချန်နယ်မှာကိုမရအားလုံးတူတူရောက်ချင်းကိုစိတ်ချမ်းပါခြင်းကိုယ်ချမ်းပါခြင်းနဲ့ပြည့်စုံပြီးလုံရင်ဆန္ဒရေးတလုံးတစ်ဝါကြီးပြည့်စုံရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်စိတ်သွားတိုင်းကိုပါလို့လုံရင်ဆန္ဒရေးတလုံးဝါကြီးပြည့်စုံရပါစေဗျာချစ်ကိုချစ်မရအားလုံးပဲအားလုံးပဲမင်္ဂလာပါသူဒီဟုံကျော်စတာချန်နယ်မှာကိုမရအားလုံးရောက်ချင်းကိုမင်္ဂလာပါနှုတ်ဆက်သလိုက်ပါရနော်ကိုမရအားလုံးပဲကဲကျွန်တော်ကိုမရအားလုံးပဲကျွန်တော်ဒီနေ့မှာကိုမရအားလုံးလိုက်ပြီးတော့ကစားလို့ရမယ်အခွေလေးကိုပေးမယ်ပတ်သီးပေးမယ်ဘရိတ်လေးတွေပေးမယ်ချစ်ကိုချစ်မလေးကြိုက်တဲ့ရာကိုရွေးလိုက်လို့ရတယ်အားလုံးပဲအောင်မယ်ကိုမရကြိုက်တဲ့ပတ်သီးကိုရွေးလိုက်ခွေကိုကြိုက်ရင်ခွေကိုလိုက်ဘရိတ်ကိုကြိုက်ရင်ဘရိတ်ကိုလိုက်ချစ်ကိုချစ်မလေးအားလုံးကြိုက်တာကိုလိုက်လို့ရတယ်အောင်မှာတော့ကိုအောင်မှာကိုမရစိတ်ကြိုက်ငါတော့ငါညီရတဲ့ပတ်သီးကိုကစားရတယ်ဆိုရင်ပတ်သီးကိုလိုက်လို့ရတယ်အကိုကတော့အခွေကိုကစားရင်ညီလေးရဆိုအခွေကိုလိုက်လို့ရတယ်နော်ဘရိတ်ကြိုက်တဲ့ကိုမကြီးအားလုံးဘရိတ်ကိုလိုက်ချစ်ကိုချစ်မကြီးစိတ်ကြိုက်အားလုံးပဲအောင်မယ်ခဏကျွန်တော်ဝေးမှာကိုရဲ့မဟုတ်ဘူးတင်းလာနေမှာကျွန်တော်မအားလုံးမပေးရလို့အခုအင်္ဂါနေ့မှာလာပေးမှာကျွန်တော်ခဏနေဟူးလုံးဝမကြော်ရဘူးပေးမှာနော်10ရက်2026အတွက်အင်္ဂါနေ့ကုန်ပေးပါမှာချစ်ကိုချစ်မကြီးအားလုံးပဲလိုက်ကစားလို့ရတယ်ပတ်သီးအခွေဘရိတ်အကိုမကြီးအားလုံးအောင်ကိုအောင်ရမယ်ပြောမယ်ကျွန်တော်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်တော့အကူမတွေအားလုံးအတွက်လုံးဝအကျိုးရှိနေမယ့်ဗီဒီယိုလေးဖြစ်တယ်ကဲချစ်ကိုချစ်မတွေအားလုံးပဲ Viber မှာလာဝင်လို့ရ Viber ဝင်လို့ရပါပြီ Viber free Viber ပါ free group ထောင်လာပါပတ်စံတစ်ပြားတစ်ချက်မှမပေးရပါဘူးเนาะကျွန်တော်ဖုန်းနံပါတ်ကိုကျွန်တော်ပြောမယ်ခဏနေကျွန်တော် Viber မှာ blue လာဝင်လို့ရပါပြီเนาะကိုမရပတ်စံတစ်ပြားတစ်ချက်မှကျွန်တော်မတောင်းခံပါဘူးကျွန်တော်ရဲ့လူဟောင်းတွေအားလုံးကကိုသိပါတယ်လူသစ်တွေအားလုံးနဲ့ယုံကြည်ရဆိုရင်လက်တွဲလို့ရတယ်ကိုမရအားလုံးပဲယုံကြည်ရဆိုရင်သူနဲ့လက်တွဲလို့ရပါတယ်เนาะဟိုးမကြောက်စတာဆိုတဲ့အတိုင်းမှာကျွန်တော်ခဏနေအားလုံးကဟိုးလုံးဝမကြောက်ခင်မှာပဲအောင်တယ်ဒါမို့ချစ်ကိုချစ်မရအားလုံးပဲယုံကြည်နေဆိုရင်လက်တွဲလို့ရတယ် Viber မှာလောင်းဝင်လို့ရပါတယ်เนาะကိုမရအားလုံး Viber လောင်းဝင်လို့ရပါတယ်ကျွန်တော် Viber ဖုန်းနံပါတ်ကိုကျွန်တော်ပေးပါမယ်ပတ်စံတစ်ပြားတစ်ချက်မှကျွန်တော်မတောင်းပါဘူးစေတနာတန်းနဲ့ကူညီသွားမှာဖြစ်ပါတယ်ကိုမရအားလုံးကိုပတ်စံတစ်ပြားတစ်ချက်မှမတောင်းပါဘူးเนาะချစ်ကိုချစ်မရ Viber လောင်းဝင်လို့ရပါတယ်เนาะViber လောင်းဝင်လို့ရပါတယ်ကျွန်တော် Viber ဖုန်းနံပါတ်က399993ဖြစ်ပါတယ်ထပ်ပြောမယ် Viber လောင်းဝင်လို့ရပါတယ်ပတ်စံတစ်ပြားတစ်ချက်မှမတောင်းပါဘူးအကုန်မတွေဒီခဏန်းတွေကိုအောင်ကျင်တယ်ရကျင်တယ်မြတ်ကျင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Viber ကိုလောင်းဝင်လဲပါချစ်ကိုချစ်မတွေအားလုံးနဲ့လုံးဝအကျိုးရှိနေမဲ့အားလေးဖြစ်ပါတယ်ကျွန်တော်ဖုန်းနံပါတ်လေးက399993ဖြစ်ပါတယ်เนาะကိုမတွေအားလုံးပဲကဲဒီနေ့ပေးသွားမယ့်အခွေလေးကတော့9640ပူပါခွေဖြစ်ပါတယ်เนาะချစ်ကိုချစ်မတွေအားလုံး9640ပူပါခွေဖြစ်ပါတယ်ထွက်ကုန်ထွက်မှာပါเนาะချစ်ကိုချစ်မတွေအားလုံးပဲ9640ခွေဖြစ်ပါတယ်ပတ်သီးကခွန်ပတ်သီးပါအကူမတွေအားလုံးပတ်သီးကခွန်ပတ်သီးဖြစ်ပါတယ်เนาะချစ်ကိုချစ်မတွေအားလုံးပဲပတ်သီးလေးလိုက်လို့ရပါလေပတ်သီးကြိုက်တဲ့ကိုမတွေပတ်သီးကိုလိုက်အခွေကြိုက်တဲ့ကိုမတွေအခွေကိုလိုက်လို့ရတယ်เนาะကိုမတွေအားလုံးပဲဘရိတ်ကတော့3ညဘရိတ်ဖြစ်ပါတယ်เนาะ3ညဘရိတ်ကတော့3ညဘရိတ်ချစ်ကိုချစ်မတွေအားလုံးနဲ့လုံးဝကြိုးစီမဖြစ်ပါနဲ့ Viber လောင်းလို့ရပါပြီเนาะကိုမတွေအားလုံး Viber လောင်းလို့ရပါပြီကျွန်တော် Viber ဖုန်းနံပါတ်က9001939ဖြစ်ပါတယ်39993939ဖြစ်ပါတယ်ပတ်စံတစ်ပြားတစ်ချက်မှကျွန်တော်မတောင်းပါဘူးကိုမတွေအားလုံးကိုစေနာတန်းနဲ့ကူညီပေးသွားမှာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်ရဲ့ Viber ကိုလောင်းလို့ရပါတယ်เนาะချစ်ကိုချစ်မတွေအားလုံးပဲကျွန်တော် Viber မှာလာဝင်လို့ရပါတယ်9001939ဖြစ်ပါတယ်ပတ်စံတစ်ပြားတစ်ချက်မှမတောင်းပါဘူးဟူးမကြော်လာဆိုတဲ့အတိုင်းပဲဟူးမကြော်ခင်မှာပဲခဏနေအားလုံးကိုအောင်မယ် Viber မှာနေတဲ့သူတွေ Viber မှာနေတဲ့သူတွေကျွန်တော် live မသိမတက်တော့ Viber မှာ Viber ထဲမှာကျွန်တော်ခဏနေပေးတော့ Viber မှာပဲကိုမတွေအားလုံးကိုကျွန်တော်က share ရရှော့အောင်လုပ်ပေးမှန်းမှာပါကျွန်တော် live မသိမတက်တော့အဲ့လိုပဲဖြစ်မှာပါခုဒီဗီဒီယိုတွေ့တဲ့ကိုမတွေအားလုံးပဲ share လို့ရရင် share သွားပေးဆိုတော့လေးတောက်စီနေခဲ့ကြလမ်းမလေးတောက်စီနေခဲ့ချစ်ကိုချစ်မရအားလုံးက Viber လောင်းလို့ရပါပြီเนาะကျွန်တော် Viber ကနေပြီးတော့အကုန်မတွေစီရတယ်ပတ်စံတစ်ပြားတစ်ချက်မှမတောင်းပါဘူးစေနာသက်နဲ့ကူညီပြီးမှဖြစ်ပါတယ်เนาะ Viber မှာလောင်းလို့ရပါပြီ Viber ဖုန်းနံပါတ်က9001939ဖြစ်ပါတယ်เนาะချစ်ကိုချစ်မရအားလုံးပဲကဲအကုန်မတွေအားလုံးပဲပြန်ပြောမယ်အခွေက9640ဘူးပါခွေဖြစ်တယ်ပတ်တိကခွန်ပတ်တိဘရိတ်က3ညဘရိတ်အကုန်မတွေချိုင်းတဲ့တရားကိုချွေးလာလို့ရတယ်เนาะချစ်ကိုချစ်မရအားလုံးပဲ Viber ဖုန်းနံပါတ်လေးပြန်ပြောပေးပါမယ် Viber ဖုန်းနံပါတ်က9001939ဖြစ်ပါတယ်เนาะချစ်ကိုချစ်မရအားလုံးပဲကိုမတွေအားလုံးပဲ Viber လောင်းဝင်ပါကိုမတွေအားလုံးနဲ့လုံးဝအကျိုးရှိစေရပါမယ်ကျွန်တော်ပတ်စံတစ်ပြားတစ်ချက်မှကိုမတွေဒီကမတောင်းပါဘူးเนาะစေနာသက်နဲ့ကူညီပေးပါဖြစ်ပါနဲ့ချစ်ကိုချစ်မရအားလုံးပဲ
ဖိုင်ဘာလောင်းဝင်မှာနော်ကိုမတွေအားလုံးဝင်ကိုခွန်ခွန်193ခွန်ခွန်ကဖြစ်ပါတယ်ကျွန်တော်ဖုန်းနံပါတ်ကကျွန်တော်ဖိုင်ဘာမှာတွေ့ရမယ်ဗျာကိုမတွေအားလုံးနဲ့ဆယ်အားလုံးပဲအခွေလေးပြန်ရောမယ်အခွေလေးက9640ဘူးပါခွေဖြစ်တယ်ပတ်သီးကခွန်ပတ်သီးဘရိတ်က3ညဘရိတ်ကိုမတွေကျန်တဲ့တရားကိုကျွေးလာလို့ရတယ်အဲ့ဒါလေကိုငါညီးတယ်အကိုအားတဲ့ပတ်သီးကိုကြိုက်တယ်ဆိုပတ်သီးကိုကျွေးလိုက်ခွန်ပတ်သီးဟုတ်တယ်ကိုကြားရရလိုက်ငါအမားတွေကြောတော့အမားမောင်းတယ်ခွေမောင်းအမားကတဲ့ခွေပဲလားရှင်တယ်အခွေလိုက်အခွေလို့ရတယ်အမဘရိတ်ကိုကြိုက်တဲ့သူတွေဘရိတ်ကိုလိုက်နောက်အကုန်လုံးထွက်မှာနော်အကုန်လုံးဟိုမအားလုံးပဲအကုန်လုံးထွက်မှာပါဟူးမကျော်သတာဆိုတဲ့အတိုင်းပဲဟူးမကျော်ကမှအောင်မယ်လူဟောင်းကိုမအကုန်သိပါရဲ့ကျွန်တော်အကြောင်းဟူးမကျော်သတာဆိုတဲ့အတိုင်းဟူးမကျော်ကမှအားလုံးအောင်တယ်ကြောင်းလူသားငယ်ကပညာငယ်ပါအောင်နော်ချစ်ကိုချစ်မှာအားလုံးလူသားငယ်ကပညာငယ်ပါအောင်ကျွန်တော်ကိုမအားလုံးစီရန်တက်နဲ့ကူညီဖြစ်ပါတယ်ဘိုက်ပါလောင်းဝင်မှာကိုမအားလုံးပတ်စံတပြားတစ်ချက်မှမတောင်းပါဘူးချစ်ကိုချစ်မှာအားလုံးကိုပတ်စံကျွန်တော်တပြားတစ်ချက်မှမတောင်းပါဘူးကဲကိုမတွေအားလုံးပဲအခွေလေးက9640ဘူးပါခွေပတ်တိကခွန်ပတ်တိဘရိတ်က3ညဘရိတ်ဖြစ်တယ်ချစ်ကိုချစ်မတွေအားလုံးပဲဟူးမကျော်ခင်မှာပဲအောင်မယ်အားလုံးကိုချစ်တယ်ကျေးဇူးတင်ပါတယ်ခင်ဗျညချစ်တယ်ပါတယ်နော်အဘွားရမ်းချစ်တယ်နော်ကိုမတွေအားလုံး